မင်္ဂလာပါမမမင်္ဂလာပါညီမလေးမမရဲ့နာမည်နဲ့မမနေထိုင်တဲ့နေရာလိပ်စာတွေကိုပြောပြပါရှင်မမနာမည်ကတော့ဒေါ်သူဆောင်ဖြစ်ပါတယ်မမနေတာကတော့ပုပ္ပတိပါဇဝနာဒီပါရပ်ကွက်ကလာတာပါမမက16ဝရရွှေတင်နှန်းမှာရွှေတင်နှန်း4ရက်တာတက်ခဲ့ပြီးအမတင်နှန်းတက်ပြီးတော့ဘာတွေသိရတယ်ဘာတွေရပါတယ်ဘာတွေနားလဲပါဆိုတာ share လေးလုပ်ပြပါရှင်အရင်ကတော့သမီးရဲ့ဟိုပါပေါ့ဆိုင်ဝင်လိုက်လို့ရွှေကြည့်မယ်ဆိုရင်ကြည့်ရုံသက်သက်ပဲကျွမ်းနီးဆိုတာလည်းမသိရဘူးရွှေချိန်ဘယ်လောက်ပါဆိုတာအကြမ်းမြင်လောက်ပဲမတို့မှသိရတာအခုကတော့အတိအကျသိရတယ်ပေါ့နော်အဲ့ဒါလေးကိုသိရတယ်နောက်ပြီးလို့ရှိရင်ရွှေနဲ့ပတ်သက်တဲ့ဘူးတူပြတွေလည်းအများကြီးလည်းရပါတယ်အဓိကတော့ရွှေတွက်နည်းတွေသိရတာပေါ့နော်ရွှေတွက်နည်းတွေသိရတယ်နောက်ပြီးရင်ရွှေတူးစစ်ခွန်းနည်းတွေလည်းအမတို့သိရတယ်နောက်ပြီးလို့ရှိရင်ဒီခွဲတာရွှေခွဲတာလေးသိရတယ်ပေါ့အဲ့ဒါကြောင့်ရွှေနဲ့ပတ်သက်တဲ့ဘူးတူပြတွေအများကြီးရပါတယ်ဟုတ်ကဲ့အခုအမကရွှေတင်နှန်းပြင်အပေါင်တင်နှန်းမှာဆက်တက်တယ်အပေါင်တင်နှန်းတက်ပြီးတော့အမကဘယ်လိုလုပ်ငန်းတွေဆက်လုပ်ဖို့ရည်ရွယ်တာလဲရှင်တကယ်လို့မှရွှေဆိုင်ဖွင့်ခဲ့တယ်ဆိုရင်လည်းရွှေဆိုင်နဲ့အတူတူတွဲပြီးတော့ဒီအပေါင်လုပ်ငန်းကိုလုပ်ကိုင်လို့ရအောင်ဆိုပြီးတော့ဒီတင်နှန်းကိုဆက်လုပ်လာပြဖြစ်ပါတယ်ရှင်အခုတော့ရွှေဆက်ဆောင်ရရွှေတင်နှန်းမရင်ကိုတက်ရောက်ပြီးတော့မမလည်းဒီလိုအများကြီးတက်ပါတယ်ဒီထက်မကလည်းအောင်မြင်ပါစေရှင်ပေးတဲ့စနစ်ပြပါပြီသမီးတို့ရဲ့ဒီရွှေစက်ကြဝဠာတင်နှန်းလေးတင်နှန်းတွေလည်းအများကြီးအောင်မြင်ပါစေဆရာမတူအောင်လည်းရန်ကျေးဇူးတင်ပါတယ်အဒမင်ညီမချိုးလေးတွေကိုလည်းကျေးဇူးတင်ပါတယ်